ကျွန်တော်ဒီလုံးလေးอ่ะဗောနော်ဖုန်းတိုင်တက်ပြီးတော့ဖုန်းပေးစစ်လို့လည်းမရဘူးဖုန်းခေါ်ဖုန်းပြောလို့လည်းမရဘူးဖုန်းနံပါတ်လည်းပြန်စစ်လို့မရဘူးဗောနော်ဖုန်းပေးစစ်လေလုံးဝစစ်လို့မရဘူးဒီမျိုးကြီးပေါ်နေရဗောနော်ဒီဖုန်းလေးကိုကျွန်တော်ပြုပြင်သွားမှာဖြစ်ပါတယ်ဖုန်းနံပါတ်စစ်တယ်လုံးဝစစ်လို့မရဘူးဖုန်းပေးလေသူကစစ်လို့မရဘူးဗောနော်ဒီမှာတော့ကျွန်တော်တို့ network IC WTI 296ကเนาะ RF transceiver IC လို့လည်းခေါ်တယ်ဒီကောင်လေးကိုကျွန်တော်တို့အတစ်လဲမှာဖြစ်ပါတယ်ဗျဒါကတော့ကျွန်တော်တို့အတစ်လဲပြီးတော့เนาะပြန်စမ်းကြည့်မှာဖြစ်ပါတယ်ဒါဆိုတော့ကျွန်တော်ဖုန်းမေးတွေပါလည်းစစ်လို့ရပါပြီဗျဖုန်းမေးလည်းစစ်လို့ရပြီဒါကျွန်တော်တို့ဖုန်းနံပါတ်တွေပါတစ်ချက်စစ်ကြည့်ပါမယ်ဗျဒါဆိုဖုန်းနံပါတ်တွေပါလည်းရပြီပေါ့เนาะပြီးရင်ဖုန်းခေါ်ကြည့်မယ်เนาะဖုန်းခေါ်ပါခေါ်လို့ရလားဆိုရင်ကျွန်တော်တစ်ချက်တက်ဆန်းကြည့်ပါမယ်ဗျနော်ဖုန်းလဲဝင်သွားပြီဖြစ်တဲ့အဆင်ပြေသွားပါပြီဗျ